ကောင်လေးဟာရေချိုးတဲ့အခါတိုင်းသူ့ရဲ့အရေပြားပေါ်မှာအယောင်သွေးစုံတဲ့ငါးဖိတ်ခွန်လေးတွေတောက်ပလာတတ်ပါတယ်။ဒါတင်မကသေးဘူးသူငိုလိုက်ရင်လည်းမျက်ရည်တွေကပလဲလုံးလေးတွေဖြစ်သွားတာပါ။သူ့အမေကတော့ဒါကိုမြင်ပြီးသူ့သားမှာရှားပါးယောဂတစ်ခုခုခံစားနေရပြီလို့ထင်မှတ်ကထိတ်လန့်တကြားနဲ့အဲ့ဒီပလဲတွေကိုယူပြီးအပေါင်ဆိုင်ကိုပြေးသွားခဲ့ပါတယ်။အပေါင်ဆိုင်ပိုင်ရှင်ကပလဲတွေကိုမြင်လိုက်ရတဲ့အချိန်မှာမျက်လုံးတွေပြူးသွားပြီးအံ့အားသင့်သွားတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီပလဲတွေစီကနေရေသူမျိုးနွယ်တွေရဲ့အနံ့ကိုသူရလိုက်လို့ပါ။ဒါကြောင့်သူကဘာမှမစင်စားပဲဒေါ်လာ1 သန်းနဲ့ဝယ်မယ်လို့ကန့်လန့်ခဲ့တယ်။အဲ့ဒီမှာလည်းအမျိုးသမီးကကြောက်လန့်သွားပြီးဒါတွေကတခြားလူပေးထားတာပါလို့လိန်ပြောကပလဲတွေကိုဆွဲယူပြီးထွက်ပြေးသွားပါတော့တယ်။တကယ်တော့ဆိုင်ရှင်ကပင်လယ်ဘရင်စီကိုဖုံးဆက်ပြီးပျောက်ဆုံးနေတဲ့မင်းသားလေးကိုရှာတွေ့ပြီဖြစ်ကြောင်းအကြောင်းကြားလိုက်ပါတယ်။လွန်ခဲ့တဲ့နှစ်ကပင်လယ်ဘရင်ဟာမတော်တဆမိတ်လိုက်ရသည်နဲ့ကြုံကြရင်လူသားမျိုးသမီးတစ်ယောက်နဲ့တွေ့ဆုံခဲ့မှုပါတယ်။သူသတိပြန်ဝင်လာတဲ့အခါပြန်လာခဲ့မယ်ဆိုတဲ့ကတိနဲ့လဲဆွဲတစ်ခုပေးခဲ့ပေမဲ့ကံကြမ္မာကအလှည့်ပြောင်းဖြစ်သွားခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးရဲ့ညီမဖြစ်သူဟာအကျွေးတွေတင်နေတာကြောင့်ပင်လယ်ဘရင်ရဲ့အဆောင်တွေရောက်လာတဲ့အချိန်မှာအဲ့ဒီလဲဆွဲကိုခိုးယူပြီးသူကိုယ်တိုင်ကပဲပင်လယ်ဘရင်နဲ့တွေ့ခဲ့တဲ့သူပါဆိုပြီးဟန်ဆောင်ကနန်းတော်ကိုလိုက်သွားခဲ့ပါတယ်။သူမဟာပင်လယ်ဘရင်ရဲ့အချစ်ကိုရဖို့နှီးမျိုးစုံနဲ့စူးစမ်းခဲ့ပေမဲ့ဘရင်ကတော့ဘာကြောင့်မှမသိသူမကိုကြည့်မရဖြစ်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ပင်လယ်ဘရင်ရဲ့ဖူးစာရှင်အစ်စ်မှန်ဖြစ်တဲ့အမျိုးသမီးဟာပင်လယ်ဘရင်ရဲ့ကုမ္ပဏီစီကိုအလုပ်လာလျှောက်ပါတယ်။သူမရဲ့ဒီဇိုင်းလက်ရာတွေကအရန်ကောင်းလုံးလို့လူတိုင်းကသဘောကျပြီးအလုပ်ခန့်တော့မဲ့အချိန်မှာပဲဘရင်မအယောင်ဆောင်ထားတဲ့သူမရဲ့ညီမကရောက်လာပြီးနှောက်ယှက်ပါတော့တယ်။ညီမဖြစ်သူကဒီဇိုင်းစာရွက်တွေကိုစုပ်ဖြဲပစ်ပြီးအမဖြစ်သူကိုရိုက်ဖို့လက်ရွယ်လိုက်တဲ့အချိန်မှာကောင်လေးကရှေ့ကနေကာကွယ်ပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲပင်လယ်ဘရင်ရောက်လာပြီးတားဆီးလိုက်ပါတယ်။ကောင်လေးကတော့ကြောက်ပြီးငိုချလိုက်တဲ့အခါလူအလုံးရဲ့အရှိမတွေမျက်ရည်တွေကပလဲလုံးလေးတွေဖြစ်သွားခဲ့ပါတယ်။ဒါကိုမြင်လိုက်ရတဲ့ပင်လယ်ဘရင်ဟာအံ့အားသင့်ပြီးမှင်သက်သွားပါတော့တယ်